ငလင်းလုတ်ပြီးတဲ့နောက်ဆက်တွဲအနေနဲ့မိမိကမူးဝေတာတွေဒီခေါင်းထဲမှာမူးပြီးတော့နေမိထိုင်တာဖြစ်တာတွေကိုလူတိုင်းဒီပါခံစားမယ်လို့ထင်ပါတယ်ဒီဗီဒီယိုထဲမှာတော့ငလင်းလုတ်ပြီးတော့နောက်ဆက်တွဲဖြစ်လာတဲ့မူးဝေခြင်းကိုတက်တောင်အောင်ဆရာအောင်ကိုပြကြမလို့ပဲမိမိတို့အိမ်မှာလုပ်ပြရတဲ့မိမိသုံးခုကိုပြပေးတော့ဖြစ်ပါတယ်အားလုံးမင်္ဂလာပါဘာလို့ဟပ်လို့လဲအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဆရာကျော်ပါငလင်းလုတ်ပြီးတဲ့နောက်ဆက်တွဲအနေနဲ့မူးတာဝေတာတွေကိုခံစားလေးရှိပါတယ်ဘာဖြစ်လို့ဒီလိုမျိုးဖြစ်ရလဲဆိုတော့ဒီငလင်းအကြောင်းမလို့ခန္ဓာကိုယ်ရဲ့ဒီအာယုံခံတဲ့စနစ်ပေါ့နော် vestibular system ဆိုတဲ့ဟာကိုထိခိုက်ပြီးတော့မှမူးဝေသလိုမျိုးတွေမတိမငြိမ်ဖြစ်သလိုမျိုးတွေခံစားရတာဖြစ်ပါတယ်နောက်တစ်ချက်ကတော့မိမိရဲ့ပုံမှန်အိမ်မဝတာတွေစိတ်ပီစီမှုများတာတွေစွန့်စိမ်များတာတွေကလည်းဒီလိုမျိုးမူးဝေတဲ့လက္ခဏာတွေကိုပုံမှန်ပြီးဆိုးဝါးစေနိုင်ပါတယ်မိမိအနေနဲ့ဒီလိုမျိုးလက္ခဏာတွေခံစားနေရပြီဆိုရင်မိမိတို့အိမ်မှာဆရာဝန်ပြကြမလို့ပဲတက်တောင်လုံးနေတာဒီလားအလုံး3ခုရှိပါတယ်ပထမတစ်ချက်ကတော့နားယူဖို့လိုပါတယ်ခန္ဓာကိုယ်ကိုအေးစစ်ဖြစ်တော့အနားယူဖို့လိုပါတယ်နားယူခြင်းအပြင်ဒီတက်တာလာမှာဖြစ်ပါတယ်ဒုတိယတစ်ခုတော့ရေမြမြတောက်ဖို့လိုပါတယ်ရေထဲပြည့်ဝနေမှသာလေဒီအုံနောက်ကောင်းကောင်းအလုံးလုံးနိုင်မှာဖြစ်တဲ့ကြောင့်မလို့ရေထဲပြည့်ဝအောင်တောက်သွင်းပေးခြင်းအပြင်လည်းဒီမူရဝေတဲ့လက္ခဏာတက်တော့မှာဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့စိတ်ပီစီမှုကိုရှော့ချထားဖို့လိုပါတယ်ဥပမာတရားထိုင်လို့လေ့ကျင့်ခံမှာเนาะအဓိကတော့အသက်ရှူလေ့ကျင့်ခံမျိုးပေါ့လေပြင်းစီရှူသွင်းတဲ့ပြင်းစီရှူလို့တာအဲ့လိုမျိုးပြုလုပ်ပြီးလို့ရပါတယ်ဒီ၃ချက်ကိုပြုလုပ်ပေးခြင်းအပြင်ဒါကိုဒီငလင်လှုပ်ပြီးရနောက်မှာမူဝေခြင်းတက်တော့မှာဖြစ်ပါတယ်ကျွန်တော်ခုနပြောတဲ့၃ခုကိုလှုပ်လို့မတက်တာဘူးဆိုတော့မှနေတဲ့ရဆရာဝန်နဲ့တိုင်ပင်ပြီးတော့မှစီကူတမှုခံရပါတယ်ပုံမှန်အဖြစ်တော့ငလင်လှုပ်ပြီးနောက်ဆက်တွဲမူဝေတာကယာယီပဲဖြစ်ပြီးတော့မှအချိန်ကြာရင်တက်တော့လေးရှိပါတယ်ဒါပေမဲ့စိတ်ပီစီကိုစိုးတတ်တာကြောင့်မလို့စိတ်ပီစီမှုတို့ကိုလည်းထိန်းချုပ်ထားဖို့လိုပါတယ်ခင်ဗျာဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေအားလုံးပဲဘေးကင်းကြပါစေနေကင်းကြပါစေခင်ဗျာ